အားလုံးပဲမင်္ဂလာပါ BSC သတင်းဌာနအနေနဲ့ကြိုဆိုပါရစေကျွန်မကတော့ Snow ပါဒီကနေ့မတ်လ19ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့ညနာဆရာမယ့်သတင်းတွေကတော့မကွေးတိုင်းငဖဲမြို့နယ်အမ်ဘတန်လမ်ပိုင်းကြောင်မီသေးတွမှာအလုပ်လုပ်နေတဲ့ချင်းအမျိုးသား6ဦးကိုတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပတ်သက်မှုရှိတဲ့ဆိုပြီးစစ်ကောင်စီတပ်ကဖမ်းဆီးသွားတယ်လို့သိရပါတယ်မန္တလေးတိုင်းညောင်ဦးခရိုင်ကတရောင်မြို့နယ်မှာစစ်ကြောင်းထုံဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား84ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။နိုင်ငံတော်ဝန်လုံးကိုလေကြောင်းတိုက်ခိုက်မှုတွေပြန်ထန်ပြုလုပ်နေတဲ့အာဏာသိမ်းစစ်ကောင်ဆောင်ပို့ချုပ်မှုချင်းမြောင်လှိုင်ကတိုက်ပွဲများကိုရပ်တန့်ပေးကြရန်မွန်ပြည်နယ်နေမှာတောင်းဆိုလိုက်တဲ့သတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။မကွေးတိုင်းငဖဲမြို့နယ်အမ်ဘတန်လမ်ပိုင်းကြောင်မီသေးတွမှာအလုပ်လုပ်နေတဲ့ချင်းမျိုးသား6ဦးကိုတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပတ်သက်မှုရှိတယ်ဆိုပြီးစစ်ကောင်စီတပ်ကဖမ်းဆီးသွားတယ်လို့ဒေသခံရင်းမြစ်တွေကပြောပါတယ်။မတ်လ15ရက်နေ့ကအမ်ဘတန်လမ်ပိုင်းကြောင်မီသေးတွမှာအလုပ်လုပ်ကိုင်နေတဲ့အချိန်စစ်ကောင်စီလက်အောက်ခံတပ်မ69တပ်ဖွဲ့ဝင်တွေကလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့သိရပါတယ်။ငဖဲမြို့နယ်မှာအခြေစိုက်လှုပ်ရှားနေတဲ့ချင်းကကွေရေးအဖွဲ့ ACDF CDF အရှို့တပ်ဖွဲ့တွေနဲ့ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုပြီးဖမ်းဆီးသွားတာလို့သိရပါတယ်။ဖမ်းဆီးခံရသူတွေကဘယ်သူပဲဝါဖြစ်ကြရဲဆိုတော့ကိုတော့မသိရပဲဒီကနေ့အချိန်ထိပြန်လွတ်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒါအပြင်အမ်ဘတန်ကာလမပေါ်မှာရှိတဲ့ပြင်းဝစစ်စေးရေးဂိတ်မှာမတ်လ18ရက်နေ့ကလည်းရခိုင်ပြည်နယ်အမ်မြို့နယ်ကအမျိုးသား3ဦးဖမ်းဆီးခံရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကလည်းငဖဲမြို့နယ်ဆက်စီကျေးရွာကချဲမျိုးသမီး2ဦးကိုစစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားပြီးဒီကနေ့အထိပြန်လွှတ်ပေးခြင်းမရှိဘူးလို့သိရပါတယ်။မန္တလေးတိုင်းညောင်ဦးခရိုင်ကတရောင်မြို့နယ်ခွဲအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား84ဦးသေဆုံးခဲ့တယ်လို့ပကံပြည်ဘလူးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ငါးတရောင်မြို့နယ်ခွဲအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုမတ်လ14ရက်နေ့နေ့လယ်တနာရီခွဲမှာထောက်ဝရွာနဲ့အိုရင်ရွာကြားအရောက်မှာပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားနဲ့ပြူအဖွဲ့ဝင်69ဦးနေရာမှာပင်သေဆုံးခဲ့တယ်လို့တိုက်ခိုက်မှုမှာပါဝင်တဲ့ပကံပြည်ဘလူးတပ်ဖွဲ့ကမတ်လ19ရက်နေ့ကထုတ်ပြန်ထားပါတယ်။တိုက်ပွဲအတွင်းတန်ရရှိလို့ညောင်ဦးစေးရုံကိုပို့ဆောင်ခဲ့ကြတဲ့စစ်ကောင်စီနဲ့ပြူစောတိအဖွဲ့ဝင်9ဦးမှာမတ်လ16ရက်နေ့မှာထပ်မံသေဆုံးပြီးသေဆုံးသူစုစုပေါင်း84ဦးရှိခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့တမ88နဲ့ပြည်သူစစ်များအပြပါဝင်တဲ့အဲ့ဒီစစ်ကြောင်းဟာတိုက်ပွဲအတွင်းစစ်ကြောင်းမှုသေဆုံးပြီးနောက်တပ်ဖွဲ့စည်းပုံပျက်စီးသွားပြီးအများအပြားထွက်ပြေးကြရမှာတပ်ကွန်းတဲရောက်ရှိသွားကြပြီးစစ်ကြောင်းတစ်ခုလုံးနိပါသေဆုံးခဲ့တာလို့ပကံပြည်ဘလူးတပ်ဖွဲ့ကဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာပကံပြည်ဘလူးတပ် BGF Burmese Guerrilla Force တောင်သာမြို့နယ်ပကဖ Scorpion People Defense Force ညောင်ဦးခရိုင်တရင်ကမြင်းချန်ခရိုင်တရင်3တို့ကပူပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။တိုက်ပွဲအတွင်းပကံပြည်ဘလူးတပ်ဖွဲ့ကရဲဘော်တအူကြာဆုံးခဲ့ပြီး BGF Burmese Guerrilla Force မှာရဲဘော်တအူဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။နိုင်ငံတော်ဝန်လုံးကိုလေကြောင်းတိုက်ခိုက်မှုတွေအပြင်းထန်ပြုလုပ်နေတဲ့အာဏာသိမ်းစစ်ကောင်ဆောင်ပို့ချုပ်မှုချင်းမြောင်လှိုင်ကတိုက်ပွဲများရပ်တန့်ပေးကြရန်ဒီကနေ့မှာတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။နိုင်ငံကိုအန်ဒီအကြရောက်စေနိုင်မဲ့လုပ်ရက်တွေကိုနိုင်ငံနဲ့ပြည်သူအကျိုးရှိရှုပြီးရပ်တန့်ပေးကြဖို့စစ်ကောင်ဆောင်ကဒီကနေ့မတ်လ19ရက်နေ့မှာကြာရောက်လာတဲ့52နှစ်မြောက်ဝင်ပြည်နယ်နေ့အခမ်းအနားကိုပေးပို့တဲ့တဝလာမှာထက်တွန်းပြောဆိုထားပါတယ်။ယနေ့ဖြစ်ပေါ်နေတဲ့ပဏိပခါတွေဟာနိုင်ငံရေးအမြင့်မတူမှုများကိုအခြေခံသလိုတတိတခြားရက်တီလို့စိတ်နဲ့အကျိုးစီးပွားများကိုသာရှေ့တန်းတင်နေကြလို့ပေါ်ပေါက်လာရတာဖြစ်တယ်လို့စစ်ကောင်ဆောင်ကပြောပါတယ်။နယ်မြေဒေသအသီးသီးမှာတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေရဲ့တိုက်ခိုက်မှုကြောင့်အခြေခံအဆောက်အအုံတွေဒေသခံတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေပျက်စီးကပြည်သူတွေဒုက္ခရောက်နေကြတယ်လို့မြောင်လှိုင်ကဆွဆွဲပစ်တင်နေပါတယ်။လက်ရှိတိုင်းပြည်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေကိုပြစ်တင်ဆွဆွဲနေပေမဲ့အမှန်တကယ်ပြည်သူလူထုနဲ့တနိုင်ငံလုံးကိုဒုက္ခဆင်းရဲတွင်ကြာရောက်စေတာဟာစစ်ကောင်ဆောင်အမြောင်လှိုင်သာဖြစ်တယ်လို့ချင်းနိုင်ငံရေးလေးလာသုံးသက်သူတဦးကပြောပါတယ်။အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဟာမြေပြင်မှာစစ်ကြောင်းထိုးတိုက်ခိုက်တာကျေးရွာတွေကိုမီးရှို့ဖျက်ဆီးတာလေကြောင်းတိုက်ခိုက်မှုတွေနှိစက်နဲ့အများပြုလုပ်နေတာကြောင့်အယက်သားပြည်သူတွေဟာဆင်းရဲဒုက္ခမျိုးစုံကိုခံစားနေရတာဖြစ်တယ်လို့ဆိုပါတယ်။အဖက်ဖက်ကနေစစ်ရေးရရှုံးနေနေတဲ့စစ်ကောင်စီဟာ
နိုင်ငံရဲ့သုံးပုံတစ်ပုံကိုပဲစိုးမိုးအုပ်ချုပ်နိုင်ခြင်းမရှိတော့အချိန်မှာတိုက်ပွဲတွေရပ်တန့်ဖို့မရအောင်လှိုင်ဘက်ကပြောကြားလာတာလည်းဖြစ်ပါတယ်။ရခိုင်ကလည်းတိုင်းရင်းသားလူမျိုးတွေရဲ့နေထူးနေမြရောက်တဲ့အခါမှာစစ်ပွဲတွေရပ်တန့်ဖို့ငြိမ်းချမ်းရေးစကားပြောဆိုဖို့စစ်ကောင်ဆောင်ကမကြာခဏပြောကြားလေးရှိပေမဲ့လက်တွေ့မှာတိုင်းရင်းသားနယ်မြေတွေအပါအဝင်ဆုံးရှုံးနယ်မြေတွေကိုနှိမ့်စင်တဲ့အများပုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။စကိုင်းတိုင်းတမူးမြို့နယ်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်တောမီလောင်ရာကနေနေအိမ်20ထက်မနည်းမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။မတ်လ18ရက်မနက်ပိုင်းမှာတမူးမြို့နယ်မင်းသားကျေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာလဲစိတ်ကျေးရွာအနီးတစ်ဝိုက်ကိုလက်နက်ကြီးပစ်ခတ်ရာကနေတောမီလောင်ကျွမ်းပြီးကျေးရွာနေအိမ်တွေကိုမီးကူးဆက်သွားတာလို့ဒေသခံတအူးကပြောပါတယ်။အဲ့ဒီမီလောင်မှုကြောင့်လဲစိတ်ကျေးရွာကကျောင်းဆရာဆရာမနေအိမ်2လုံးအပါအဝင်လူနေအိမ်10လုံးနဲ့မင်းသားကျေးရွာကလူနေအိမ်9လုံးမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။မင်းသားကျေးရွာနဲ့လက်စိတ်ကျေးရွာမှာစစ်ကောင်စီတပ်ဖွဲ့တွေတပ်ဆွဲထားကြပြီးမကြာခဏတိုက်ပွဲဖြစ်ပွားတဲ့ကျေးရွာဖြစ်ပါတယ်။ဒေသခံပြည်သူတွေကတော့ယခုနှစ်စံပိုင်းကလေးကဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။လဲစိတ်နဲ့မင်းသားကျေးရွာဟာစစ်ကောင်စီတပ်ရဲ့မကြာခဏမီရှို့ဖျက်ဆီးခံရတဲ့ကျေးရွာဖြစ်ပြီးယခုနှစ်2025မှာလည်းမင်းသားကျေးရွာဟာ3ကြိမ်ထပ်မံမီရှို့ဖျက်ဆီးခံရပြီးနေအိမ်90ထက်မနည်းမီးလောင်ပြာကျခဲ့ပြီးဖြစ်ပါတယ်။မလေးရှားနိုင်ငံမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမြို့သမီးအပေါင်းဝင်ချင်းလူမျိုးတရားနိပါဖမ်းဆီးခံရတယ်လို့သိရပါတယ်။ဖမ်းဆီးခံရသူတွေဟာမလေးရှားနိုင်ငံမှာတရားမဝင်နေထိုင်ပြီးအလွတ်လွတ်ကင်သူတွေတရားမဝင်လမ်းကြောင်းကနေမလေးရှားကိုဝင်ရောက်ဖို့ကြိုးစားသူတွေဖြစ်တယ်လို့မလေးရှားနိုင်ငံကသတင်းရင်းမြစ်ထံကနေသိရပါတယ်။မြို့တော်ကွာလာလမ်ပူပါဝင်ကလန်တန်ပြည်နယ်ဆလန်ဂေါပြည်နယ်ပါဟန်ပြည်နယ်ပီနန်ပြည်နယ်ဂျိုဟိုးပြည်နယ်ဘီယက်ပြည်နယ်တွေမှာဖမ်းဆီးခံရတာလို့ဆိုပါတယ်။ဒါအပြင်ဖေဖော်ဝါရီလအတွင်းမလေးရှားနိုင်ငံမှာချင်းလူမျိုးချင်းခိုင်ရန်ဖြစ်ပွားမှု9ကြိမ်ထပ်မံဖြစ်ပွားခဲ့ပြီးချင်းအမျိုးသမီးတဦးဒါနဲ့ထိုးသက်ခံရတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။မလေးရှားနိုင်ငံမှာထောက်အထားမဲ့တရားမဝင်နိုင်ငံသားတွေဆက်တိုက်ဖမ်းဆီးမှုတွေဆက်လက်ရှိနေတယ်လို့သိရပါတယ်။မကွေးတိုင်းရေလက်ကျွန်းဒေသကကျေးရွာတွေကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးရမှ3ပတ်အတွင်းဒေသခံပြည်သူ18ဦးတပ်ဖြတ်ခံခဲ့ရတယ်လို့ဒေသအတွင်းတော်လှန်ရေးအဖွဲ့အချို့ထံကနေသိရပါတယ်။ရေလက်ကျွန်းဒေသရှိရေစကြိုမြို့နယ်နဲ့မြောင်မြို့နယ်အဆက်ကရွာတွေဟာဖေဖော်ဝါရီလ26ရက်ကစတင်ပြီးမတ်လ18ရက်အထိစစ်ကြောင်းထိုးခံခဲ့ရတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ပြန်လဲထွက်ခွာသွားပြီးနောက်ဒေသခံအချို့ရွာတဲပြန်ဝင်ရမှာတပ်ဖြတ်ခံထားရသူတွေရဲ့ရုပ်အလောင်းတွေကိုတွေ့ရတာလို့သိရပါတယ်။ရေလက်ကျွန်းဒေသတွေကမြေစွန်းတော်ရွာက8ဦး၊မလာကချံရွာက2ဦး၊တာခေါင်ရွာက6ဦး၊မြေတော်ရွာက2ဦးစုစုပေါင်း18ဦးတပ်ဖြတ်ခံရတာလို့တော်လှန်ရေးအဖွဲ့တွေကိုကိုကပြီး People Spring သတင်းကဖော်ပြထားပါတယ်။ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်ဆုံရာရေလဲကျွန်းဒေသကကျေးရွာတွေကိုစစ်ကောင်စီကဖေဖော်ဝါရီလ26ရက်ကစတင်ပြီးစစ်ကြောင်းထိုးခဲ့တဲ့အတွက်ဒေသခံ2000နီးပါးခန့်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။စကိုင်းတိုင်းမန္တလေးတိုင်းတို့နဲ့ထိစပ်နေပြီးမကွေးတိုင်းရေစကြိုမြို့နယ်ကရေလဲကျွန်းဒေသကိုအာဏာသိမ်းစစ်ကောင်စီတပ်ကမကြာခဏစစ်ကြောင်းထိုးလေးရှိပြီးကျေးရွာတွေကိုလည်းမိတင်ရှို့တာတွေပြုလုပ်ထားပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။